ဂန်နာတို့ရဲ့ဖလားလေးလုံးအိမ်မက်အားလုံးပဲမင်္ဂလာပါ 1H2 ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အာဆင်နယ်ပရိသတ်တယောက်အတွက်တော့ဖလားလေးလုံးအိမ်မက်ဆိုတာတခါတော့ကရဲစရာတစ်ခုလိုဖြစ်ခဲ့ဘူးပေမဲ့အခုမီခဲအာဒီတာရဲ့လက်အောက်မှာတော့ဒါဟာတကယ်ဖြစ်လာနိုင်တဲ့လက်တကန်းစာအကွာအဝေးကိုရောက်ရှိလာခဲ့ပါပြီပြောရရင်တော့ယာတီဘောပေါ့တင်းရဲ့ကစားဟန်ကကြည်ကောင်းရုံနဲ့မဟုတ်ပဲပြိုင်ဘက်တိုင်းကိုချင်းချောင်းနိုင်တဲ့ရင်းချက်မှုမျိုးရှိလာနေတာပါဒါပေမဲ့ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်းအမြင့်ကိုပြန်တန်းလေလေးတိုင်လုံးကပြင်းလေပါပြိုင်ပွဲလေးခုစလုံးမှာအဆုံးထိခရီးဆက်နိုင်မှုဆိုတာကစားသမားတွေရဲ့ခြေစွမ်းထက်သူတို့ရဲ့နှလုံးသားနဲ့ခံနိုင်ရည်ကပိုပြီးအရေးကြီးပါတယ်ဒီခရီးမှာအာဆင်နယ်အတွက်ဒက်ကလန်ရိုက်စ်လိုအားကိုးရတဲ့ကွင်းလယ်ဘိုးချုပ်ရှိတယ်အိုဒီကတ်လိုပါရမီရှင်ကောင်းဆောင်ရှိတယ်ဆာကာနဲ့မာတင်နယ်လီတို့လိုဗီယန်ဆန်နဲ့လူငယ်တွေရှိပါတယ်လူစင်းကအရင်ကတည်းကပိုတောင်းတင်းလာတာမှန်ပေမဲ့ချန်ပီယံစ်လိနဲ့ပရီးမီးယားလိဂ်လိုနေရာမျိုးမှာမန်စီးတီးဒါမှမဟုတ်ရီယယ်မက်ဒရစ်လိုဖလားရယူခြင်းအမှုပညာကိုအယိုးတည်းထိကျွမ်းကျင်နေတဲ့အသင်းကြီးတွေကိုကြော်ဖြတ်ဖို့ဆိုတာဒီစနစ်ထက်ပိုတဲ့အရာလိုအပ်ပါတယ်အဲ့ဒါကတော့အရေးကြီးတဲ့အခိုက်အတန့်တွေမှာအမှားအယွင်းမရှိတည်ငြိမ်နိုင်တဲ့စိတ်တစ်ပိုင်းဆိုင်ရာခိုင်မာမှု mental touch နဲ့ပဲဖြစ်ပါတယ်ပြောရရင်တော့ကစားကွက်ကရောကစားအားကပါအကုန်လုံးထက်ကိုတာပါတယ်စိတ်တစ်ပိုင်းဆိုင်ရာတစ်ခုပဲမိုးတဲ့ရေထဲမှာရှင်ပြန်ရအောင်မလို့အရေးအကြီးဆုံးဖြစ်နေတာပါနောက်ပြီးစိတ်တစ်ပိုင်းဆိုင်ရာအဆင်သင့်ဖြစ်မဖြစ်ကတကယ်လက်တွေ့ကြံရမှာသိရမှာမို့အသေးအချာပြင်ဆင်ထားဖို့တော့လိုအပ်ပါတယ်ဒါပြင်ရာသီဝက်နောက်ပိုင်းပွဲချက်ကာလတွေရောက်လာတဲ့အခါမှာတော့အိမ်မက်တွေကဒဏ်ရာပြဿနာဆိုတဲ့အတားအဆီးနဲ့ရင်ဆိုင်ရလိမ့်ရှိပါတယ်အဓိကကစားသမားတစ်ယောက်လောက်ဒဏ်ရာရသွားတာနဲ့အားလုံးကကမောက်ကမဖြစ်သွားနိုင်တာမို့ကံကြမ္မာရဲ့မျက်နှာသာပေးမှုကိုလည်းအာဆင်နယ်ပရိသတ်တွေစုတောင်းရမှာပါအထူးသဖြင့်ရှုံးထွက်ပွဲစဉ်တွေမှာတခါတရံကစားကွက်ထက်ဘလို့ပဲဖြစ်ဖြစ်နိုင်ရမယ်ဆိုတဲ့အနိုင်ရလူစိတ်ကပိုပြီးအရေးကြီးတတ်ပါတယ်ပရိသတ်တယောက်အနေနဲ့အသင်းကိုအဲ့ဒီလိုရုန်းကန်တိုက်ပွဲဝင်နေတာမျိုးယဉ်ကျင်မိတာပါအကယ်၍အာဆင်နယ်နေတဲ့ဒီဖလားလေးလုံးကိုတကယ်ရယူနိုင်ခဲ့ရင်ဒါဟာအာဒီတာအတွက်တင်မကအသင်းသမိုင်းတစ်လျှောက်အကြီးမားဆုံးသောသမိုင်းဝင်အောင်မြင်မှုဖြစ်လာမှာပါအဲ့ဒီလိုမဖြစ်ခဲ့ရင်တော့မှဒီလောက်ထိရှင်ပြိုင်နိုင်တဲ့အဆင့်ကိုရောက်လာနိုင်တဲ့ဂန်နာတွေကဥရောပရဲ့ထိပ်သီးအဆင့်ကိုပြန်ရောက်သွားပြီဆိုတာကမ္ဘာကိုတက်တည်ပြလိုက်တာပါပဲနောက်ဆုံးမှာတော့ဘောလုံးဆိုတာဆောင်းရက်ပေါ်ကဂိမ်းကနန်းတွေထက်ခံစားချက်တွေကပိုစကားပြောပါတယ်အဆုံးသက်ပိုင်းမှာခုထပ်ပို့ပြီးတိကျထေချဖို့လိုနေသေးသလိုအခွင့်အရေးရတာနဲ့အပိုင်းအသုံးချနိုင်တဲ့ပြတ်သားမှုမျိုးလည်းလိုပါတယ်အာဆင်နယ်ပရိသတ်တွေအတွက်တော့ဒီဟာဆယ်စုနှစ်တစ်ခုကျော်အတွင်းအလားဆုံးနဲ့အမျှော်လင့်ရဆုံးအချိန်ကာလတစ်ခုပါဗလားလေးလုံးရသည်ဖြစ်စေမရသည်ဖြစ်စေအတင်းရဲ့ဒီလိုရင်းကျက်လာတဲ့ပုံစံကိုမြင်နေရတာနဲ့တင်အာဆင်နယ်ပြည်သက်တွေအတွက်တော့ဂုဏ်ယူစရာအခိုက်အတန့်တွေဖြစ်နေမှာအသေးချာပါပဲကဲအာဆင်နယ်ပြည်သက်တွေရောဘယ်လိုထင်ကြလဲဒီဟာဒီမှာအာဆင်နယ်အနေနဲ့တကယ်ပဲဖလားလေးလုံးစလုံးကိုတင်ပိုက်ပြီးတမိုင်းတစ်ရေးထိုးနိုင်လိမ့်မယ်လို့ယုံကြည်လားဒါမှမဟုတ်ဘယ်ဖလားကအတင်းအတွက်အနည်းဆက်ဆုံးနဲ့အရေးအကြီးဆုံးဖြစ်မလဲဆိုတာကွန်မန့်မှာပြောပေးခဲ့ကြပါဦးဒီလိုသုံးသက်ချက်တွေကိုအမြဲနားဆင်နိုင်ဖို့ 1H2 page ကို like and follow လုပ်ထားပေးဖို့ပြောကြရင်ကျေးဇူးတင်ပါတယ်